ရေသူမလေးမြေကြီးကိုထိလိုက်တဲ့အချိန်မှာပဲသူမရဲ့အမည်ကခြေထောက်တွေထက်သွားပြီးကိုဘော်ကအကြီးခွင်တွေကလည်းချက်ချင်းပြောက်ကွယ်သွားပါတယ်လူတွေကတော့သူမရဲ့လှပတဲ့ရုပ်ရည်ကိုဝိုင်းကြည့်နေကြပြီးဖုံတော်ကြီးတမကပဲသူမကိုဖုံးအုပ်ဖို့အလင်းမြန်ရှေ့ကိုတက်လာခဲ့ပါတယ်အချိန်မဖြုံးချင်တဲ့ကပတိန်ဘလက်ဘီယာကတော့သူမကိုလမ်းလျှောက်ခိုင်းလိုက်တယ်သူမဆိုတာကရေထဲမှာပဲနေကြတာမို့ခြေထောက်နဲ့လမ်းလျှောက်ဖို့ချက်ချင်းမတက်နိုင်ပါဘူးအဲ့ဒါကိုမြင်တော့ဖုံးတော်ကြီးကသူမကိုကိုယ်တိုင်တဲပိုးဖို့လှုပ်လိုက်တယ်တကယ်တော့မနေ့ကဖုံးတော်ကြီးကိုကယ်ဖို့ကြိုးစားရင်စိတ်ကောင်းရှိတဲ့ဒီရေသူမလေးကဖမ်းခံလိုက်ရတာပါပင်လယ်ဓာတ်ပြည်တွေကသူမကိုမှန်ပေါင်ထဲမှာပိတ်ထားပြီးအသက်ရှူမရလောက်အောင်အဖိနေတဲ့အချိန်မှာဖိလစ်ကကေတင်ပေးနေတာပါအဲ့ဒီလိုလောက်ရလေးကဆရီနာဆိုတဲ့ရေသူမလေးရဲ့နှလုံးသားထဲမှာခံစားချက်တွေထစ်လာစေခဲ့တာကိုတော့သူကိုယ်တိုင်မသိခဲ့ပါဘူးညနေပိုင်းရောက်တော့လူတိုင်းကထူးဆန်းတဲ့ရေကန်တစ်ခုနာကိုရောက်သွားကြတယ်အဲ့ဒီနေရာကတော့ရေသူမအလောင်းတွေကိုတုံးပြီးစောက်ထားတဲ့နေရာတစ်ခုပါသူတို့ဆရီနာကိုဖမ်းထားတဲ့အကြောင်းရင်းကလည်းအဲ့ဒီရေကန်ကိုအသက်သွင်းဖို့နဲ့ထာဝရအသက်ရှင်ခွင့်ရဖို့တဲ့ရေသူမရဲ့မျက်ရည်လိုအပ်လို့ပါဆရီနာကညင်းလိုက်တဲ့အခါဘလက်ဘီယာကသူ့လူတွေကိုဖုံးတော်ကြီးကိုတတ်ဖို့အမိန့်ပေးလိုက်တယ်ဆရီနာကနာကျင်မင်းနဲ့မျက်ရည်တော့လုံးဝမကျခဲ့ပါဘူးနောက်ဆုံးမှာတော့အားလုံးနဲ့အစီအစဉ်ကိုပြန်စင်းစားဖို့ခဏနားလိုက်တဲ့အချိန်ဖုံးတော်ကြီးနိုးလာပြီးဆရီနာကိုချက်ချင်းလာတွေ့တယ်ဖုံးတော်ကြီးအသက်ရှင်နေတာကိုမြင်လိုက်တဲ့အခါဆရီနာကဝမ်းသာမျက်ရည်ကျသွားတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲပင်လယ်ဓာတ်ပြီးပေါ်လာပြီးသူမကိုဖမ်းကမျက်ရည်ကိုဆူဆောင်လိုက်ကြတယ်သူမရဲ့စိတ်ပြက်လိတဲ့မျက်နှာကိုမြင်တော့ဖုံးတော်ကြီးကဒီလိုဖြစ်မယ်မထင်ခဲ့ဘူးလို့အမြန်ရှင်းပြလိုက်တယ်ဘလက်ဘီယာကတော့သူမကိုမညာနာပဲထားခဲ့တယ်နောက်နေ့မနက်မှာကပတိန်ဂျက်ကလူတိုင်းကိုထူးဆန်းတဲ့နေရာတစ်ခုစီခေါ်သွားတယ်အဲ့ဒီနေရာမှာတော့ရေဆက်တွေကပုံမှန်နဲ့မတူပဲအပေါ်ဘက်ကိုပြန်တက်နေတယ်ဂျက်ကအဲ့ဒီရေမုံလေးကိုကြည့်လိုက်ရင်တင်ကေတာတစ်ခုကိုတွေ့သွားတယ်တင်ကေတာအောက်မှာလျှို့ဝှက်ရင်းဘတ်တစ်ခုရှိနေတယ်သူတို့အားလုံးဂူထဲကိုဝင်သွားတဲ့အခါဂျက်ကခွက်ပေါ်ကဂါထာတစ်ခုကိုတွေ့ပြီးချက်ချင်းရွတ်လိုက်တယ်အဲ့ဒီတော့မြေကြီးကနေရေဒီစီးထွက်လာပြီးနေရလော်ကအပေါ်ဘက်ကိုစီးတက်သွားပြီးနောက်ဆုံးမှာမျက်နှာချက်ပေါ်မှာရေကန်တစ်ခုချက်ပေါ်လာတယ်ထိုချိန်ငှက်တကောင်ကအဲ့ဒီရေကန်ထဲကိုဝင်သွားတာကိုမြင်လိုက်တော့ဂျက်ကနားလေသွားတယ်သူကသင်းဘောတရားတော်တစ်ခုကိုမိုးတင်လိုက်တယ်ရေကန်ကသူ့ကိုစုပ်ယူပြီးတခြားနေရာတစ်ခုစီခေါ်သွားတယ်အဲ့ဒီနေရာကတော့ဒန်တရားထဲမှာရှိတဲ့နေရာပါ